ရှိဖို့ဆိုရင်ဓာတ်ညညီများရေးဆိုတာရှိရတယ်ဒီမှာပြောခဲ့တယ်အဲ့တော့ဓာတ်ညညီများမှုဆိုတာဟာအခြေခံအဖြစ်နိုင်ငံရေးကိစ္စပဲတချို့ကတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ပြီးတော့ချွေးသိမ့်မယ်လို့မြင်တဲ့လူတွေရှိတယ်အဲ့ဒါလည်းမပြီးဘူးနိုင်ငံရေးစီးပွားရေးလူမှုရေးအများပဲတွဲပြီးတော့လုပ်သွားရမယ်အဲ့တော့ကျမတို့အဆိုရင်တော့အခုအချိန်မှာဆိုရင်တတ်နိုင်သမျှပြည်နယ်တွေမှာဖွံ့ဖြိုးရေးအတွက်တော့ကြိုးစားတာပေါ့ဒါတတ်နိုင်သမျှဆိုတာကျမတို့ရဲ့အဖွဲ့ချုပ်ကအစိုးရလည်းမဟုတ်ဘူးလွတ်တော်ထဲမှာရှိတဲ့ကျမတို့ကိုယ်စားလှယ်ဆိုတာလည်း46ယောက်ပဲရှိတယ်အဲ့တော့ကျမတို့အတွက်ဒီ46ယောက်နဲ့တတ်နိုင်တာကျမတို့ကြိုးစားတယ်ကျမတို့ပညာရေးကိုရက်တို့ကျန်းမာရေးကိုရက်တို့ဆိုတာ NLD ကနေပြီးလုပ်ထားရရှိတယ်အဲ့တော့ဒါတွေဟာလည်းကျမတို့ပြည်နယ်တွေမှာလည်းတတ်နိုင်တာလုပ်တယ်ဒါပေမဲ့နောက်ဆုံးကြတော့ပြည်နယ်တွေရဲ့နစ်နာမှုတွေကိုပပျောက်သွားဖို့ဆိုတာနိုင်ငံရေးနည်းလမ်းအရလုပ်ရမှာပဲကျမတို့ကစစ်မှန်တဲ့ဒီမိုကရေစီပြည်တော်စုစစ်မှန်တဲ့တိုင်းရင်းသားများခြေနှက်လက်ခံတဲ့ Federal Democracy ပြည်တော်စုတခုထူထောင်မှသာနဲ့နောက်ဆုံးကြလို့ရှိရင်ကျမတို့နိုင်ငံမှာတကယ်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရနိုင်မှာပါ